မနာမည်ကတော့နန်းနေခိုင်လို့ခေါ်ပါတယ်ကျမစက်မှုသင်တန်းကျောင်းဆင်းတဲ့ electrical ဌာနမှာအလုပ်လုပ်နေပါတယ်အလုပ်လုပ်နေတဲ့ဆရာမတစ်ယောက်ဖြစ်ပါတယ်ကျမတို့မြန်မာနိုင်ငံမှာတစ်ချိန်လုံးကတော့တကားပိတ်ဝါဒကျင့်သုံးခဲ့တဲ့အတွက်ကြောင့်မလို့ဒီလိုနိုင်ငံရဲ့ခြားကိုသင်ပညာတော်သင်သွားမဲ့သူတွေကျောင်းတက်မဲ့သူတွေအခွင့်အလမ်းနေခဲ့တယ်အခုကတော့ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံဖြစ်နေပြီကျမတို့ဒီမှာသင်တန်းတက်ရောက်နေတဲ့ကာလအတွင်းမှာပဲကွဲပြားမှုတွေတွေ့ရပါတယ်ကျမတို့ကြောင်းနေကိုယ်ချီမာနဲ့မတူတဲ့အများကြီးတိုးတက်တဲ့ဟာတွေကိုတွေ့ပြီးတော့အားကြတယ်ဟိုပါပေါ့ကျမတို့အခုအလုပ်ကျောင်းမှာအလုပ်လုပ်နေတာပေါ့လေလုပ်ခဲ့တဲ့တန်းတစ်ချောင်းမှာဒီလိုသင်တန်းတွေပါဆရာဖြစ်တင်ဆိုတာမသင်ခဲ့ရဘူးလေကျောင်းကနေပြီးချင်းတန်းအလုပ်ဝင်နေတာဆိုတော့ကျောင်းသားတွေကိုစာသင်တဲ့အခါကျအခါတလေကြလို့ရှိရင်အစင်မပြေတဲ့အခါမျိုးကြလို့ရှိရင်လည်းအလုပ်ထွက်ခြင်းစိတ်တွေပါပေါက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့စိတ်ကုန်သွားတာပေါ့အဲ့လိုမျိုးတွေဖြစ်တယ်ဒါပေမဲ့ကျမတို့အခု F4 မျိုး BBZ မှာ10ပတ်တာမှာသင်ကြားခဲ့တဲ့ Hello Oriented ဒီရှိမှတ်သက်ကိုမြန်မာပြည်ကိုရောက်တဲ့အခါမှာကျမတို့ရဲ့ Electrical Engineering Workshop မှာပြန်လည်ပြီးတော့အသုံးချပြီးကျောင်းသားတွေကိုသင်ကြားပေးပါမယ်။ဆရာမလုပ်ရတာကိုသဘောကျပါတယ်။ဘာလို့လဲဆိုတော့ဒါအခုကျမတို့နိုင်ငံဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့စက်ရုံတွေလုပ်ရုံတွေမှာလိုအပ်တဲ့လုပ်သားတွေကိုမထုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကတစ်ဖက်တစ်လမ်းနိုင်ငံတော်ကိုကူညီရရောက်တယ်။